မင်္ဂလာပါဗီဒီယိုလေးကိုဂျော်ရှော်ဗန်ရဲ့သတင်းလေးနဲ့ပဲစားကြရအောင်ပါအားလုံးဒီအတိုင်းဂျော်ရှော်ဗန်ကနောက်ဆုံးပွဲမှာတာဆူတိုင်လာကို TKO နဲ့အနိုင်ရပြီးတော့ချန်ပီယံဘက်ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့ဂျော်ရှော်ဗန်ကဒီနှစ်ထဲရဲ့အကောင်းဆုံးကစားသမားစီးရင်မှာပါဝင်လာခဲ့ပြန်ပြီဖြစ်ပါတယ် UFC ကဒီ2026နှစ်ဝက်အတွက်အကောင်းဆုံးကစားသမားစီးရင်နဲ့အကောင်းဆုံးပွဲစဉ်စီးရင်ကိုထုတ်ပြန်လာခဲ့တာတွေ့ရပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုမှာတော့အကောင်းဆုံးပွဲစဉ်စီးရင်အကြောင်းကနေစပြီးတော့ပြောကြရအောင်ပါအားလုံးဒီတဲ့ဂျော်ရှော်ဗန်တာဆူတိုင်လာထိုးသက်ခဲ့တဲ့ပွဲစဉ်က UFC ရဲ့2026နှစ်တဝက်စာအတွက်အကောင်းဆုံးပွဲစဉ်စီးရဲ့ခေါင်းပွဲမှာထိပ်ဆုံးမှာပါဝင်လာခဲ့ပြန်ပြီဖြစ်ပါတယ်အဲ့ဒီပွဲစဉ်မှာအားလုံးကအန်ဒါတော့ဖြစ်သတ်မှတ်ထားခဲ့တဲ့ဂျော်ရှော်ဗန်ကတကဘာလုံးကိုအန်အောသွားလာအောင်ထပ်ပြီးတော့ဆွမ်းဆောင်ပြခဲ့ပြန်ပြီဖြစ်ပါတယ်အဲ့ဒီပွဲစဉ်မှာဂျော်ရှော်ဗန်ပဲရှုံးမယ်ဆိုပြီးတော့အားလုံးဝိုင်းထင်ကြီးပေးနေရတာနေဂျော်ရှော်ဗန်ရဲ့ဆွမ်းဆောင်ရည်တွေကြောင့်အားလုံးပါဇက်အဟောင်းသားဖြစ်ခဲ့ကြတဲ့အထိပါတတိယအချီရစပြီးတော့ဂျော်ရှော်ဗန်ကဒီထိုင်လာကိုနော်ဒေါင်းတွေကြားတဲ့အထိထိုးပြနိုင်ခဲ့လို့ဒီပွဲစဉ်မှာဂျော်ရှော်ဗန်ရဲ့ဆွမ်းဆောင်ရည်ကိုတကဘာလုံးအန်အောခဲ့ကြရတာဖြစ်ပါတယ်အဲ့ဒီနိုင်ပွဲပြီးတဲ့နောက်ဂျော်ရှော်ဗန်ကသူဟာချန်ပီယံအစစ်မှန်ဖြစ်ပြီးတော့ပေပါချန်တယောက်မဟုတ်ဘူးဆိုတော့တကဘာလုံးကိုချပြနိုင်ခဲ့ပါတယ်အဲ့ဒါကြောင့်တကဘာလုံးကလည်းဂျော်ရှော်ဗန်ကအကောင်းဆုံးဖိုက်တာတယောက်ဆိုတာလက်ခံခဲ့ရတယ်ညာဖြစ်ပါတယ်နောက်တစ်ထူးခြားတာကဂျော်ရှော်ဗန်ကဒီနှစ်ကုန်ပိုင်းမှာလည်းပဲသူ့ရဲ့ချန်ပီယံကဘက်ကိုနောက်ထပ်တစ်ချိန်ကာကွယ်သွားဖို့ရှိတယ်ဆိုပြီးတော့သတင်းထွက်နေပါတယ်အဲ့တော့ဘာပဲပြောအဲ့ဒီပွဲစဉ်မှာသာအနိုင်ရခဲ့ရင်ဂျော်ရှော်ဗန်ကဒီနှစ်အတွက်လည်း Fight of the Year အပြင် Fighter of the Year ဆုကိုပါရနိုင်တဲ့အနေထားရှိနေတာဖြစ်ပါတယ်အဲ့တော့ဘာပဲပြောဒီနှစ်မှာလည်းပဲ Fight of the Year အကောင်းဆုံးပွဲစဉ်ဆု2026ကိုဂျော်ရှော်ဗန်နဲ့တာဆူတိုင်လာတို့ရဲ့ပွဲကပဲသိမ့်ပိုင်အောင်ပဲလို့ကျွန်တော်ကတော့ယုံကြည်နေတာဖြစ်ပါတယ်နောက်တဲ့နံပါတ်2နေရာမှာရှိနေတာကတော့ UFC Freedom 250မှာထိုးသက်ခဲ့တဲ့ Ilia Topuria နဲ့ Justin Gaethje တို့ရဲ့ပွဲပါဒါက Fight of the Year 2026 Half Year အတွက်အကောင်းဆုံးပွဲစဉ်စီမှာဒုတိယနေရာကပါဝင်နေခဲ့တာဖြစ်ပါတယ်အားလုံးဒီအတိုင်းအဲ့ဒီပွဲစဉ်မှာ Justin Gaethje ကတကဘာလုံးကိုအံ့ဩသွားလောက်အောင်ထိုးပြခဲ့တာဖြစ်ပါတယ် Ilia Topuria လို့ဖိုက်တာမျိုးကိုဘဲဥခွဲပြခဲ့တယ်လို့သူ့ရဲ့အကောင်းဆုံး momentum တွေကိုဒီအသက်အရွယ်မှာချပြနေခဲ့တာတွေ့ရပါတယ်Justin Gaethje ကအဲ့ဒီပွဲစဉ်မှာစောပိုင်းအခြေဒီမှာတော့ကတော့အနေငယ်ရုန်းကန်ခဲ့ရတယ်ဆိုပေမဲ့လို့အချီကြာလာလေးပွဲကိုစီးတာလေးဆိုတဲ့ပုံစံမျိုးဆော့ပြခဲ့တာတွေ့ရတယ်ပွဲပြီးမှလည်းပဲသူက Ilia Topuria ကို၄ချီမြောက်ထိခေါ်ဆွဲပြီးတော့ဆော့ပြခဲ့တယ်အဲ့ဒီအနေထားကြောင့်မလို့တကဘာလုံးက Ilia Topuria ဟာလည်းတာမန်လူပဲဆိုတဲ့အချက်ကိုခံစားနိုင်ခဲ့တယ်နောက်ပိုင်းမှာ Ilia Topuria ရဲ့ပြိုင်ဘက်တွေကသူချင်းကတ်လို့ပဲပွဲချိန်ကိုဆွဲကစားပြီးတော့ Ilia Topuria ကိုအနိုင်ယူဖို့ကြိုးစားလာကြလိမ့်မယ်ဆိုပြီးတော့သုံးသပ်ပြခဲ့တာဖြစ်ပါတယ်Justin Gaethje ကဒီနှစ်ထဲမှာအကောင်းဆုံးမွန်စံတွေကိုချပြခဲ့တာအားလုံးသိဖြစ်မှာပါရှေ့ကပွဲမှာလည်းအရန်ချေစွာလက်သွက်နေတဲ့ Perry Pimblett ကိုအနိုင်ရယူပြထားပါတယ်ဒါကြောင့်မလို့ Justin Gaethje ကဒီနှစ်အတွက်အကောင်းဆုံးကစားသမားစီးရင်ရဲ့ထိပ်ဆုံးမှာလည်းနေရာယူနိုင်နေတာဖြစ်ပါတယ် Ilia Topuria နဲ့ပွဲကိုအနိုင်ရတဲ့အချိန်မှာ Justin Gaethje ကအသက်38နှစ်အရွယ်ရှိနေပါပြီ UFC မှာအသက်35နှစ်နောက်ပိုင်းဖိုက်တာတွေကချန်ပီယံဖြစ်ဖို့အတော်လေးရုန်းကန်ခဲ့ရတာကသမိုင်းအစဉ်ဆက်အခုချိန်ထိပါဒါပေမဲ့ Justin Gaethje ကတော့သမိုင်းအစဉ်ဆက်တွေကိုပြောင်းပြန်လှန်ပြီးတော့အားလုံးကိုအံ့ဩစေခဲ့တဲ့ဖိုက်တာလည်းဖြစ်ပါတယ်အိမ်မီတော်ပွဲမှာနိုင်ခဲ့တဲ့အတွက် Justin Gaethje ကလက်ရှိ UFC ရဲ့ Power Bound Ranking မှာလည်းပဲအတော်တန်မြင့်မားတဲ့အဆင့်တန်းမှာနေရာယူလာနိုင်ခဲ့ပြီဖြစ်ပါတယ်ဒီအသက်အရွယ်နှောင်းပိုင်းရောက်လာတဲ့ကစားသမားဘဝနောက်ဆုံးအချိန်တွေကျမှ Justin Gaethje ကအကောင်းဆုံးပုံစံတွေကိုဇက်တိုက်ဆိုလိုရနေခဲ့တာဖြစ်ပါတယ်အဲ့တော့နောက်ထပ်တစ်ပွဲဖြစ်တဲ့နံပါတ်3နေရာက Fight of the Year 2026 Half Year ပွဲစဉ်အကြောင်းကိုပြောရအောင်ပါအဲ့ဒီပွဲစဉ်ကတော့ Heavyweight တန်းကပွဲစဉ်ဖြစ်ပါတယ် George Hogan နဲ့ Curtis Blade တို့ရဲ့ပွဲစဉ်မှာအဲ့ဒီပွဲစဉ်မှာအားလုံးလေးအတိုင်း George Hogan ကလက်ခလဲတပြားပြားနဲ့ပွဲကိုထိန်းချုပ်ပြီးတော့ကစားပြခဲ့တယ်လုံးဝရှုံးပွဲမရှိတဲ့ George Hogan ကဒီ Heavyweight တန်းမှာဇက်တိုက်ဆိုလို performance တွေကိုပြနေတာပါနောက်ဆုံးအိမ်မီတော်ပွဲမှာလည်းပဲ Derek Lewis ကိုအတော်လေးပြတ်သားအနိုင်ရယူပြထားတယ်လဲထိုးပြထားတယ်George Hogan က Heavyweight တန်းအတွက်အတော်ငယ်တဲ့လူကောင်းတဲ့ပွဲကိုချင်းကပ်လာခဲ့တယ်ဆိုပေမဲ့လို့ဒီခေါက်ပွဲမှာလည်းပဲအကောင်းဆုံးပုံစံတွေကိုဇက်တိုက်ဆိုလိုချပြနေသေးတာကတော့လက်ခံရမယ့်ချက်ဖြစ်ပါတယ်။ဘာပဲပြောဒီ George Hogan ရဲ့အနေထားက Heavyweight တန်းကိုပို့ပြီးတော့ပရိသတ်စိတ်ဝင်စားအောင်လုပ်နေတဲ့ရှားဆိုတာကတော့လက်ခံရမယ့်ချက်ဖြစ်မှာပါ။ Alex Pereira ကိုလည်းဇက်တိုက်ဆိုလိုစိန်ခေါ်နေတယ်။ဒါပြီးနောက်ပြီးတော့ဒီပြီးခဲ့တဲ့ပွဲမှာတော့ Cyril Gane ကိုလည်းပြန်ပြီးတော့စိန်ခေါ်တဲ့ status တွေပါထပ်ပြီးတော့တင်လာတွေ့ရတယ်။နောက်ချက်ပေါ်ဖောက်တယ်ပွဲတွေမှာပရိသတ်ကိုအတန်းရှင်းရအောင်အပြည့်ရှာတယ်ဖိုက်တာတွေကိုလည်းလေတိုက်ချမ်းတဲ့ဖိုက်တာတယောက်ဖြစ်လက်ရှိ UFC ပရိသတ်တွေရဲ့ရင်ထဲကိုရောက်လာတဲ့ဖိုက်တာလို့ပြောရမှာပါ။ဘာပဲပြောဒီ George Hogan ရဲ့ကစားဟန်ကပရိသတ်ကျရောက်တဲ့ကစားဟန်မျိုးဖြစ်တဲ့အတွက်ဆက်ပြီးတော့စောင့်ကြည့်ရမယ့်ကစားသမားချင်းမှာပါလာအောင်မယ်လို့ကျွန်တော်ကတော့မြင်မိပါတယ်။နောက်ထပ်နံပါတ်4နေရာမှာလည်း Justin Gaethje ရဲ့ပွဲကထပ်ပြီးတော့ပါလာပြန်ပါတယ်။ Justin Gaethje နဲ့ Perry Pimblett တို့ထိုးခဲ့တဲ့ပွဲပါ။ Justin Gaethje ကဒီ2026ထဲမှာ2ပွဲထိုးထားတယ်။2ပွဲလုံးမှာလူငယ်ဖိုက်တာတွေကိုအပြတ်သားဆုံးရလက်တွေနဲ့ဆွမ်းဆောင်ပြထားတယ်။အဲ့တော့ဒီနေ့ရဲ့အကောင်းဆုံးကစားသမားချင်းမှာ Justin Gaethje ပါဝင်လာတာကမဆန်းဘူးလို့ကျွန်တော်ကတော့မြင်တယ်။ကြားထားတဲ့နေရာ Justin Gaethje ကဒီ2026ထဲမှာနောက်ထပ်တစ်ပွဲထိုးဖို့မရှိတော့ဘူး။နားတော့မယ်ဆိုတဲ့ပုံစံမျိုးပြောထားတာကြားရတယ်။နောက်နှစ်မှာပဲပွဲပြန်ကစားမယ်
ဘာပဲပြော Justin Gaethje ကအခုနှစ်ပွဲနဲ့တင်ကိုဒီနှစ်ထဲရဲ့အကောင်းဆုံးကစားသမားစီးရင်မှာထိတ်ဆုံးရထည့်ထားလို့ရတဲ့ကစားသမားဆိုတော့အငင်းပွားကြမရှိပါဘူး။ Paddy Pimblett နဲ့ပွဲမှာလည်းအားလုံးက Paddy Pimblett ကိုနိုင်ပြီးတော့ Ilia Topuria နဲ့တည်ပြီးကိုကြိုးစားခဲ့ကြတာဆိုပြီးတော့ကျွန်တော်ရှေ့ကဗီဒီယိုတွေမှာရှောက်ပြောခဲ့တယ်။ Justin Gaethje ကချန်ပီယံဖိုက်တာပါ။ Paddy Pimblett ကိုအနိုင်ယူပြီးတော့ချန်ပီယံကိုစိန်ခေါ်ဝင်ရတယ်။ Ilia Topuria ကိုဘဲဥခွဲပြီးတော့ undisputed champion မှာဖြစ်လာကြပါတယ်။အဲ့ဒီပွဲတင်မှာပြခဲ့တဲ့ Justin Gaethje ရဲ့ performance ကတကယ်အားရစရာကောင်းခဲ့တယ်။အဲ့ဒါကြောင့်မလို့ချန်ပီယံကိုစိန်ခေါ်ဝင်ကိုထိုက်တဲ့တန်ရခဲ့တယ်။ချန်ပီယံကိုစိန်ခေါ်ပွဲမှာလည်းပဲ Ilia Topuria ကိုဘဲဥခွဲနိုင်မဲ့ဖိုက်တာမဟုတ်ဘူးလို့အားလုံးကထင်မှတ်ခဲ့ကြပြီမယ်လို့ Justin Gaethje ကအားလုံးမထင်တာကိုလုပ်ပြနိုင်ခဲ့ပါတယ်။အဲ့တော့ဘာပဲပြော Justin Gaethje ကဒီနှစ်ထဲမှာအကောင်းဆုံးပွဲစဉ်စင်းမှာလည်းပဲနှစ်ပွဲအထိစကားတင်ထဲမှာပါဝင်လာခဲ့တာတွေ့ရပါတယ်။အကောင်းဆုံးပွဲစဉ်စင်းကို UFC ဘက်က9ပွဲအထိချပြထားတာဆိုပေမဲ့လို့ဗီဒီယိုကိုဒီညမှာပဲရက်လိုက်ပါမယ်။နံပါတ်9နေရာကပွဲကတော့ပရိသတ်စိတ်ဝင်စားမှုနည်းတဲ့ပွဲတွေဖြစ်နေလို့ပါ။ကျေးဇူးတင်ပါတယ်။နောက်ရက်မှာလည်းအခုလို MMA ကျောင်းရာနဲ့ပတ်သက်တဲ့ဗီဒီယိုကိုဇက်တိုက်ဆိုလို့တင်ဆက်သွားအောင်မှာဖြစ်ပါတယ်။ channel ကိုလည်း subscribe လုပ်ခဲ့ကြပါအောင်။ ဘိုင်ယိုမှာရှိတဲ့ link ကနေပြီးတော့လည်းကျွန်တော်ရဲ့ Telegram, YouTube နဲ့ TikTok channel တွေကို join ထားနိုင်ကြပါတယ်။ကျေးဇူးပါနောက်နေ့မှတွေ့ရအောင်ပါ